ကဲငယ်ချင်းမဆွေတော့မင်္ဂလာပါကတော့နေရှာနိုင်ငံမှာဗျခုလိုတယောက်ချင်းအောင်လောက်ပွဲဗျစိန်ကုန်ပွဲဖြစ်ပါတယ်ဗျဒါကတယောက်ချင်းပဲเนาะ1 by 1 Malaysia ဒါ UFC fighter ဟိုတကယ်တော့ပွဲချနာဗျစိတ်ဝင်စားရင်ဝင်ကြည့်လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ1 by 1 မယ်နော်1 by 1ဟာချလိုက်ကြတယ်လေပြီဗျအိုးလက်ဖြောက်ချက်ကွာတစ်ချက်တည်းနဲ့ဟိုမှာလဲသွားပြီကွာလောင်းနဲ့ချတယ်ကြတယ်ဟိုမှာ1 by 1ပဲထိုးတယ်ကြိုက်တယ်ဟိုတော်ချနာဘလို့လဲကွာဘေးကလူတွေဝိုင်းပြီးတော့တော်ချနေကြတာကတော့တရားထားမချင်တော့ဗျဒါချတယ်လိုက်တယ်နောက်ကနေလိုက်တယ်ဟာချပြန်ပြီ哦စားတော့ရှိတယ်ကွာထိုးလို့မထိုးတတ်ပဲနဲ့သူများထိုးခံနေရသေးတယ်ဒါကမလေးရှားနိုင်ငံမှာဗျာခုလို UFC fighter နဲ့ရောက်လမ်းမပေါ်မှာ fighter ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဒီဗီဒီယိုကြိုက်ရင် share တော့ပေးရပါတယ်ဗျအားလုံးလည်းကျေးဇူးတင်ပါတယ်ဒီတော့ channel နော်ဒါကတော့မလေးရှားနိုင်ငံပဲဖြစ်ပါတယ်ဗျအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျပြဿနာဆိုတာနော်တခြားနီလာနဲ့ဖြေရှင်းလို့ရပါတယ်ဗျတရားနဲ့တရားအခုလိုတော့ရံပွဲမျိုးဆိုတော့မဖြစ်သင့်ပါဘူးဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်နော်